ဟိုးရှေ့တုန်းကပေါ့တခါကတွန်ဆိုတဲ့ကြောင်ကြီးဟာသူ့တငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးဆော့ကစားနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအင်ရှင်ကဒီအင်ကြီးကိုရောင်းတော့မယ်ဆိုတဲ့သတင်းဆိုးကိုသူရွတ်တရက်ကြားလိုက်ရတာပေါ့ဒီသတင်းကိုကြားချင်းကြွက်ကလေးဂျယ်ရီတယောက်အရန်သိလန့်သွားတာပေါ့အင်ရှင်တိတ်ရောက်လာရင်တခြားကြောင်တွေခွေးတွေပါလာပြီးငါ့ကိုနှိမ့်စစ်ကြတော့မှာပဲဆိုပြီးသူတုံ့လုံနေတာပေါ့ပို့ဆိုတာကအင်ွယ်မဲ့သူတွေဟာအခုပဲလမ်းမှာရောက်နေပြီလေအင်ရောင်းတာကိုတားဆီးဖို့အတွက်ရံဘက်တွေဖြစ်တဲ့ဒွမ်ဂျယ်ရီနဲ့ခွေးကြီးစပိုက်တို့ဟာလက်တွဲပြီးအင်ရောင်းပွဲကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ကြတယ်အစီအစဉ်စတင်ခြင်းအင်ဝယ်မဲ့သူတွေရောက်လာတာနဲ့ဂျယ်ရီကစပြီးလှုပ်ရှားတော့တာပဲပထမဆုံးအနေနဲ့ဂျယ်ရီကအိမ်ထဲမှာကြွက်တွေရှိနေကြောင်းဝယ်မဲ့သူတွေကိုပြပြီးခြောက်လှန်လိုက်တယ်နောက်တော့တွန်နဲ့စပိုက်ကကျမ်းပြင်တွေကိုခွာပစ်လိုက်ပြီးအင်ကြီးကပြိုတော့မလို့ပြတ်တော့မလို့ဖြစ်အောင်လုပ်လိုက်ကြတယ်ခင်ဗျအင်ရှင်ခရလည်းဝယ်မဲ့သူတွေစိတ်မပြတ်သွားအောင်ချွေးပြန်ပြီးအသေးအတန်စူးစမ်းဖြောင်းပြနေရရှာတာပေါ့ဒါတိမ်မရက်သေးဘူးနော်သူတို့၃ယောက်ဟာမိဖို့ချောင်ထဲမှာရေတွေလွတ်လိုက်ပြီးအဲရကုံကိုအေးဆုံးတင်ပစ်လိုက်ကြတယ်ကျမ်းပြင်ပေါ်မှာရေခဲတွေရိုက်သွားပြီးအင်ရှင်နဲ့ဝယ်မဲ့သူတွေဟာချော်လဲကုန်ကြတာပေါ့လေကားကကော်စော်မိုးတွေကိုဖြုတ်ထောင်ချောက်တွေဆင်းထားတော့အင်ရှင်ကြီးခင်ဗျလေကားပေါ်ကနေလိမ့်ဆင်းလာပါလေရောအခန်းထဲမှာကျတော့ခေါင်းအုပ်အောက်မှာအနက်အရနံနဲ့ဒင်းခဲတွေခွက်ထားပြီးကိုတဲ့အောက်မှာတော့ငါအသေးတွေကိုထည့်ထားလိုက်တယ်တွန်ကပိုးဆိုးသေးတယ်နန်စော်နေတဲ့ရှူးပြန်တကောင်ကအခန်းထဲခေါ်လာလိုက်တော့တခန်းလုံးနန်စော်ဟောင်းနေတာပေါ့နောက်ဆုံးအပိတ်အနေနဲ့တွန်ဂျယ်ရီနဲ့စပိုက်တို့ဟာတရေတွေလိုဝစ်စင်ပြီးအင်ဝဲမဲ့သူတွေကိုခြောက်လန့်လိုက်တာကြောင့်သူတို့လည်းကြောက်လန့်တရားထွက်ပြေးသွားကြတော့တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲတွန်ရဲ့အမိကကြိခနဲထွက်လာတာကိုအင်ရှင်ကမြင်သွားပြီးဒါဒီအားလုံးဟာသူတို့လက်ချက်ဆိုတာသိသွားပါလေရောအင်ရှင်ကြီးကဒေါသတကြီးနဲ့အော်ဟက်တော်မဲ့အချိန်မှာပဲသူဇနီးကကြားဖြတ်သားလိုက်တယ်သူဇနီးကအကောင်လေးတွေရဲ့စိတ်ရင်းကိုနားလည်ပေးနိုင်ခဲ့တယ်ဒီအကောင်လေးတွေကငါတို့နဲ့မခွဲချင်လို့ပဲပြီးတော့ငါကိုယ်တိုင်လည်းဒီအင်ကြီးကိုမခွဲနိုင်ဘူးလို့ပြောလိုက်တာပေါ့နောက်ဆုံးမှာတော့ဇနီးမောင်နှံဟာအိမ်မယောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်အကောင်လေးတွေလည်းအိမ်မှာဆက်နေခွင့်ရသွားတာပေါ့ဒါပေမဲ့သူတို့ကိုယ်တိုင်ဖျက်ဆီးထားတဲ့အမိုက်ပုံကြီးကိုတော့ပြန်ရှင်းကြရတာပေါ့ကွယ်